အိုးမပါအိုးမြွေတော့မြွေဟာမြွေကောင်တော့တွေ့ Oh my god ဟိုလာပြီကျွန်တော်တွေ့ကျွန်တော်ဖတ်ခုမနက်စောကြီးလမ်းဖောက်သွားရှောက်မှာဖြစ်ပါတယ်။လမ်းဟောင်းဘက်ကိုလမ်းလျှောက်သွားမှာပါ။ကျွန်တော်ဟိုနောက်မလို့ရပါပါခင်ဗျ။ကျွန်တော်ကြောက်တယ်တော့မဟုတ်ဘူးနော်။ကျွန်တော်မနက်စောကြီးပတ်ဆက်ပြန်တော့ရမှာ။အဲ့ဒါလာဆောက်။ညမပေါ်မှာဆောက်တဲ့နားမှာဒီမှာရှာထွက်ပြီးတော့ရှာထွက်သွားနေပါနဲ့ခင်ဗျာမဟုတ်ဘူးဆောက်နေတယ်ဟာမဒီလမ်းပေါ့ဒီထဲလာအဲကျွန်တော်လည်းဆောက်လိုက်အောင်မနေ့ဆုံးရှာထွက်နေရတယ်ဘယ်သွားလာလဲကျွန်တော်စကမောတကယ်မှားရမယ်ဆိုခွေးတွေကကျန်တာမေးသွားတာနေထွက်တယ်နဲ့တို့ကအော်တိုမက်တစ်ရှာထွက်တယ်မနေ့ဆုံးဆိုပဲလာတယ်Everything I do, I do for you. All the way. Toke. Oh, David. Take it like that. You don't take it like that. Bắt luôn. Tôi bố dây cô tôi dây này. Hai cho nó quay lại cho mọi người. Quay để còn cái bro. Quay này cho bạn nhé. Quay như ai vậy? Chơi vậy. Cái gì đã chơi rồi, nhìn biết sao này. Rồi nó sẽ mình nó vẫn rồi rồi. Đâu mà gì, vài piao mình, tôi thấy mồ này. Ở lâu xí, cái này km nào xí. Sư quang, 4 km gì thôi. Mình chỉ coi cái mình luôn lại nó mới tụi nó. Lại hố thì lại mới tụi nó. Ăn cái chi thì lại được. Nó vào husky. Ok, bye bye. Husky như sao? Nó mà husky. Như sao biết nó mà husky. Hố như này. Nó ăn được cái này về là được. Hố thì lại rồi. Tao còn nó làm mà nha. Tao còn nó làm mà. Ô. Apo ở đâu Apo vậy? Apo ạ. Ok, đã lấy hoa. Thôi là ôi lấy là này. Ok, đã cho nó lấy hoa ở ngoài phía vào đấy. Oh my gosh. So beautiful. Đó kim là mê nè. Nó chẳng. Oh my god, so beautiful. Ok, con lóng mày phải nhá. Đâu giờ này giờ nợ luôn. Sợ. Ok. Xem đi lại hồng, do mặt trệ. Cho nó bắt đầu đi soi à. Cô này
ရှင်းနိုင်ပေါ့ရှင်းနိုင်ကျွန်တော်ရှောက်တယ်ဟိုဘယ်နာရောက်ကြည့်အောင်နော်ဘယ်နာရှောက်ရအောင်လဲဟော fresh fit မှန်ကန်နော်တော်တော့ဟိုတော်လာတယ်ကဲဒီမှာပြလမ်းတစ်ဝက်တော့ရောက်နေပြီလမ်းတစ်ဝက်တော့ရောက်နေအခုလည်းလေခေါင်းမြောက်ဖို့ကျွန်တော်ငါတင်ကြနေ high skin safe ကျင်းတယ်ပါဟိုမှာရှင်းနေဒါဆင်းရေးပဲအတက်မှာ feeling ရခံစားမှာအတက်မှာဒါတော့ဆင်းဒီကြည့်နေကြပြန်တိုက်ဟိုကလည်းပေးရမှာကိုချက်ကိုပြန်တိုက်တော့တချောင်းချပေးရအောင်ဟိုတော့ဒီခံစားမှုတွေတည်ပြီးသွားပြီဒီရင်တော့နေကြဆက်တော့ဟို green color ဒီထဲမှာဗီဒီယိုထဲမှာတစ်ခုလုံးgreen color ဟုတ်ရှိနေတဲ့နေရာကတော့လိုင်းဟောင်းဖြစ်ပေါ်ပြီဒီလည်းနည်းနည်းရိုက်ဒီလည်းမော်လေးကိုပုံလေးရပါခင်ဗျာကဲလိုင်းဟောင်းတော့ရောက်ပါပြီလိုင်းဟောင်းကျွန်တော်တက်အောင်မဟုတ်ပုံမှန်လိုင်းဟောင်း15မိနစ်တက်အောင်ပါခင်ဗျာဒီမရောက်သေးကန်းချေရောက်ပြီလိုင်းဟောင်းမရောက်သေးပါဘူးရောက်စီတော့မရောက်သေးပါဘူးရှေ့လုံးတော့ခေါင်းလိုက်တာအမြင့်နေရဒီဘက်ကဆယ်ဒီဘက်ကဆယ်ဒီဘက်မလားOh my gosh ดูนะทุกคนสวยมากอ๋อဟိုဘောက်သွားမှာဟုတ်တယ်ဆယ်ရဟိုဘက်သွားမှာဟိုကအောက်ရောက်သွားပြီတို့ရင်တော့ကူးနေပြီဟိုမှာအောက်ထိန်ပြီးတော့ဘယ်တော့လဲဒီမှာစားရတာပဲအနိုင်မရှိဘူး။စားโอเคဒီမှာကြည့်ခုရောကောင်ကြီးဖြစ်သွားပြီအရင်သေးသေးလေးမရှိသေးတယ်အခုကောင်ကြီးကြည့်လောင်ရတောင်းလားလေးလားတော့ပေါ့အခုဆိုရင်သေးသေးလေးအခုကောင်ကြီးဖြစ်သွားပြီမကြည့်တကောင်မကြိုင်အားလည်းတို့ဟောမလဲလဲဟောတော့အောင်မလားတော့မယ်စောနေကြီးလေးအမိုက်သိင်းအမိုက်သိင်းရဲမနေဘူးကျွန်တော်တို့ပုံမဲ့တရှင်တရက်လေးတော့လားတမင်းတို့ပြန်ပြီးတော့လေဟုတ်တယ်ကိုအဲ့လိုလာတဲ့တယ်ထမင်းလေးပါလေလာစားလို့ရအောင်ဗျဒီတော့house ကရင်ငတ်နေပြီဒီဘွက်မရှိဘူးဒီမှာဒီတော့ကျတလောက်ဘယ်လောက်ကြာလဲ6လောက်ကြာတယ်6လောက်မကြာဘူး400လောက်ကြာမလို့ဒီကူးတော့ပြင်မယ်ဆိုတော့တော့လိုင်းဟောရောက်တာပေါ်တဲ့အောင်မှာဖြစ်ပါဟိုလိုင်းဟောအဲ့ပေါ်လာအရာအလုံးအတွက်ကောင်းနေတယ်ကိုရောစိတ်ပါလိုင်းနာတိုင်းတယ်ဆိုတော့နော်ပြီးတော့ဒီပါနေရနေနေမြတ်ချုပ်နေဒီကြားတော့ခုလိုလမ်းရှောက်ဟိုက်ကလေးဒီလို view ကောင်းတဲ့နေရာလေးလာကြားပြဟောစိတ်ပိုင်းဆိုင်ရရောဘာမှပြေးကြမလို့ရုပ်ပိုင်းဆိုင်ရတော့ခုတော့ပြီးဆုံးနေပြီဒါပေမဲ့ပို့တော့โอเคကိုကျွန်တော်တို့လမ်းဟောင်းတော့ရောက်ပြီပေါ့နော်ကျွန်တော်ဟိုဘက်ကဒါကင်းလာတယ်ကျွန်တော်ဟိုဘက်သွားโอเคဒါဟိုပေါ်တိုင်ရုံလမ်းဟောင်းရောက်မှာဖြစ်ပါတယ်ငွေရင်းနဲ့လာတပုံရဲတော့ရိုက်โอเคကျွန်တော်ဘောရိုက်ပါဗျာကျွန်တော်ကဘောရိုက်တယ်လို့ဆိုတော့ဘောရိုက်ပါရိုက်ချောတယ်ပဲဒီနေ့ချောရဆိုဟုတ်
对啦，多一点的漂亮。对，偶尔搞搞。ကျွန်တော်အမေသမီးမိကန်နေချိန်ကျရင်ထိုးရအောင်အိုးရတဲ့သွားမယ်ဒီထိုးနေပေါ့ဒီလိုမျိုးလေးအိုးချချငယ်ငယ်အများကြီးပဲကျွန်တော်တကယ်ကြီးလေးလိုက်ပြီးတော့အင်တာဗျူးလိုက်မှာဘယ်လိုနေလဲပေါ့နော်ဒီရောက်လာတဲ့အချိန်လေးလေးအင်တာဗျူးလိုက်မှာဟိုခါသားချိန်နဲ့ပြပြပေးပါဦးဒီနားရောက်လာတဲ့ခါသားချိန်လေး လောက်ပါအဲ့တော့အမျိုးပန်းလာပေါ့ဘာညာ မတော့ပါ ရဖူးလာညာနာ ဘူး အဲ့တော့ခပြေးဘူးလေ ဒီကုန်းတော့ ဒီပေါ့ဘာနော်ဆိုမမလဲမလို့ဆယ်ရဆွဲနေပြီဗျဆယ်နေနေမေးမယ်ရောက်ဖူးလာဗျအနာကိုဆယ်ချင်းနေရှိလား ဒီကတော့ကောင်းလာတော့ခတ်တယ် လာတာခက်တယ်ဗျာနော်ကျွန်တော်တို့တော့မှဒူးညောင်းနေကြည့်ပြီးတော့ဒါခက်ခဲတယ်ဗျာလာတာဟိုးမညီလေးတယောက်မေးသူတို့ first time ပဲဗျခဏကိုရတဲ့ first time ညီလေးမင်္ဂလာပါရောက်လာတဲ့ခံစားချက်တွေနဲ့ပြပြပေးပါဦး first time ဆိုတော့ဘယ်လိုနေလဲပေါ့ ကောင်းလေကောင်းတယ် ဒီတက်ကောင်းတာဖြည့်လေးများရှိပြောပေးပါဦး ပြောပါဆက်လား အဲ့နေဘယ်လိုနေလဲပြပြကြည့်ရငားလေးငားပိုက်ငားလေးမှလည်းကများဆိုငါဘော်ဒကနေပြီးတော့ရိုက်ချကင်မရာမင်းနေနဲ့အဆုံးရှေးပြကျွန်မင်းသားကြော action အဲ့ဒါမှဘော်ဒကြရှေးတာဟိုးပေါ်ရင်တန်းဝင်စပါတယ်နည်းနည်းလေးသင်ပေးပြီးတော့အပေါ်တက်မှာပါနော်ဒါတော့အောက်မှာငါကြည့်နေတဲ့သူတွေဘာညာကြည့်နေကိုကြီးဒီဘက်တက်ရမှာနော်ကိုကျက်ကျွန်တော်ဆွဲပြလိုက်မယ်ဒီနေ့အမှန်ပြဖွဲ့ရတော့ဗျကျွန်တော်ပေါ်တက်ရောက်ပြီအော်ပြန်ဆင်းမရတော့ဟိုအဲ့ဒါကျွန်တော်ပြန်ဆင်းပြီးတော့ဟိုပေါ်တာမှာဖြစ်ပါတယ်ကျွန်တော်ဆင်းတော့ဒီဘက်ကနေဆင်းလို့ရအောင်နော်ဟိုငါးရီအများကြီးပဲကြည့်ငါးရီဝါရှေးပြန်ငါးဟိုမငါးကောင်ကြီးအဲ့ကောင်လည်းကြိုက်တယ်တို့ပြေးတာငမန်တေးသေးလေးဝါလာတယ်ကျွန်တော်တို့မစိုးတော့လိုင်ဟောင်းပေါ်တက်နေတာဖြစ်ပါတယ်ဒီပြန်စစ်လာမှာကျွန်တော်အခုလိုင်ဟောင်းသွားကြည့်မှာဟိုအပေါ်တက်တဲ့ဟာကြီးလေကားနဲ့တက်တဲ့လိုင်ဟောင်းကြီးကိုကျွန်တော်တို့သွားကြည့်နေဖြစ်ပါတယ်ဝေါတော်တော်လေးတော့တက်ရမှာဗျဒီတော့ကတော့အားလုံးတော့ enjoy ဖြစ်လိမ့်မယ်ကျွန်တော်မျှော်လင့်ပါတယ်ဆိုတော့အချိန်ပေးပြီးတော့ရိုက်တဲ့ blog ဖြစ်တဲ့အတွက်အားလုံးတော့
enjoy ဖြစ်မယ်လို့မျှော်လင့်ပါတယ်ရှေးမိုက်တယ်ဒီမှာတကူတော့တက်တယ်လားဒီမှာကျွန်တော်အဲ့နေပြီးတော့တက်ပါမယ်ဖြစ်ပါနောက်ခါနေပြီကျွန်တော်ပေါ်ရောက်တော့တစ်ခါပြပါမယ်မဟုတ်ဘူးโอ้ก็ใครไปโอเคတော့ဒီမှာကျွန်တော်ဘာကောင်းလဲဆိုတော့ fresh ဖြစ်တယ်ဗျာကျွန်တော်တို့ဟုတ်တယ်မလားတိုင်လေးကောင်းနေတန်လေးတွေလောရှင်ရမလေးအာကျွန်တော်ဆရာကြီးကျွန်တော်ကင်မရာရိုက်ပေါ့โอเคကျွန်တော်ကတော့ကင်မရာရိုက်ပေးတဲ့ကိုကြီးပါဆိုရင်လိုင်းဟောကျွန်တော်ရောက်တော့ပါမယ်နောက်2မိနစ်ဆိုရောက်ပြီဟူးရောက်ပြီအော်နေရပြီအော်နေရပြီအဲ့ဒါရောက်ပြီကိုကြိုက်ဟာကျွန်တော်လိုင်ဟောတော့ရောက်ပြီဗျာဒါပေမဲ့လိုင်ဟောမှာကျွန်တော်ဟိုးအင်တော့လိုင်တော့ဒီလိုမျိုးတကားမပိတ်ထားဘူးပေါ့နော်အခုကတကားပိတ်ထားဘယ်သူရိုက်ချိုးထားတော့ကျွန်တော်မသိဘူးဗျာဒါရိုက်ချိုးတာကြာပြီဗျကျွန်တော်တို့အခုမှရောက်တယ်နော်အဲ့ဒါကိုတက်ွက်မရှိဘူးဆိုရင်လည်းသူတို့ဟာသူတို့လူကြီးတွေဘယ်လိုအာနာမိုင်တွေပေါ့ပြောမှဆိုတော့သူတို့ကသူတို့စာရေးထားသိချင်တာပေါ့နော်ပေးမတက်ဘူးဆိုတာတကားပိုက်ထားတော့ဘယ်လိုတိုက်ပြလဲတော့မသိဘူးဗျာဒီမှာဟေးမိုက်တယ်对了ရှယ်ကြီးဗျာတဲ့မိုက်စားနေပြီမယ်ဟာပါတယ်ဟာပါကွာနော်ကတော့မှာပန်းတော့တော့မိုက်ဆိုင်ရတယ်ပန်းညာလေးပေါ့လုပ်ငန်းခွင် stress တွေနဲ့ပဲ stress တွေများဖြစ်တဲ့နေရာဒါဘော်ဒါကနေရောမြင်ရတဲ့မြင်ကွင်းဖြစ်ပါတယ်ကျွန်တော်ဒီတောကြီးပြန်ဖြတ်ပြီးတစ်ခါပြန်သွားမှာဖြစ်ပါတယ်ဗျဟုတ်တယ်ဒီမှာဆွဲတယ်ဗျအပီဆွဲနေဗျတပေါင်းရိုက်ခါတယ်မှာအပီဆွဲကျင်းနေမှုကြီးရတယ်တကယ်လုံးဝမကိုင်းတယ်ဒီမှာတောင်းလေးရှိတယ်တို့ဒီနေရာကိုရောက်ဘူးမိုက်တယ်မှာလိုက်ကောင်းတာပေါ့နော်ချာလေးခဲပြောလာသားကောသမီးတွေစားလာရင်နော်ဟိုမှာအင်ကြီးကြံခဲ့ဒီလိုလိုက်ထားတာအင်းကြမ်းပါဒါညဘက်လာအိဒါလာဖြစ်နေပြီလားရောညဘက်ကျွန်တော်ဒီမှာထမင်းလာစားလာသူတွေရှိတယ်ဗျထမင်းဟစ်ချက်ထားငါပြီးထုံးတွေပါထောင်းလာရှင့်ကျွန်တော်ပြန်ခဏလေးမှချက်လန်းလောက်ကြတာပေါ့နော်ကျွန်တော်2ခါပဲရဗျာကိုကြီးက4ခါ5ခါရတယ်ကျွန်တော်အများဆုံးရတယ်2ခါရှယ်ကြကဲကျွန်တော်အကြံပါအဲ့ဒါအကြံလှည့်ပါမိုက်တယ်ဗျာရှယ်ကြဆိုနိုင်โอ้ยีလို့မရยีရပူဆိုးရတယ်လားยีပူဆိုးရတာတဲ့လားကျွန်တော်ခဏยีလိုက်တော့ဆွဲလို့မရတော့မိုက်တယ်ဗျာပိုက်စားနေပြီရှေးရဲနဲ့ဒီလိုလောက်ကြီးအကုန်လုံးတန်းပြီးတော့
1 4 3 go ကျွန်တော်ဓာတ်ပုံရိုက်ပေးမယ်ရောဆက်ဖေးရိုက်မယ်ဆက်ဖေးကဲဆက်ပြီးဆို Wow hello everyone ရှောင်းလာကြပြီအားလုံးအစင်းလေးပေါ့အခဏကျွန်တော်ရေဘူးကြီးယူလာမလို့ပဲရေဘူးကြီးနှစ်ဘူးလို့ထည့်လာမှာကျွန်တော်ရေဘူးကြီးယူမလို့ရေဘူးကြီးအားနာလို့ကျွန်တော်သိရသေးလားရေပြတ်လို့မရဟုတ်တယ်အော်ကဲစင်ဒီရခါပါပြည့်ချစ်ပြီးပြည့်ချစ်ပြီးတော့ဒီစီပါတော့ကိုလိုက်ပါ Wow တော်တော်လှတဲ့နေရာဗျာ Let's go let's go ကဲသွားမှာပြောကျွန်တော်တို့ပြန်မယ်ဗျာခုတော့ပြန်ဖို့လမ်းစဒါ bro ပြန်အောင်ဆိုင်အောင်你靠也现在那是的有打补里面တော်တော်အေးကြတယ်နော်အဲ့ကောင်不打我年嘛都对你嘞ကျွန်တော်တက်မယ်နော်ဒီမှာဒီပေါ်လမ်းဖြတ်ကျွန်တော်သွားမှာဖြစ်ပါတယ်ဗျာဒီမှာဟိုရေလံကောင်းတဲ့လှေတွေဗျာနော်လိုက်အောင်ဘက်မှာကျွန်တော်ဒီမှာမြေပွေးကောင်တွေ့ပြမြင်တခါနောက်ထပ်မြေခွေးကောင်နောက်ထပ်မြေခွေးကောင်ကျွန်တော်ကန်းချင်းမှာလာတွေ့ရပါတော့ခဏတော့မှတွေ့ရဗျအခုကကျွန်တော်ကန်းချင်းမှာမြေခွေးကောင်ပြန်လာတွေ့ရပြီခွေးမြေခွေးလာတယ်ဗျာအရန်လှတယ်ဗျာရှေးဒီကကြားရတယ်ကွာမြေကောင်နဲ့မနိုင်ပါဘူးဒီလမ်းကျွန်တော်ဖြတ်ပြီးတက်မှာဖြစ်ပါတယ်ကဲတဲမယ်ခက်တာကျွန်တော်အပြန်လမ်းမှာရရဖြစ်ပါတယ်ဒါပဲဆောင်းလေးလားတော်တော်ပြန်မှန်းတယ်ဗျာဖိုင်စားနေဖြစ်မယ်ဆိုတော့မလို့ဗျာနေတိုင်းအောင်လားဖြစ်ဖြစ်မချန်နယ်လိုလေကြားချင်တယ်ကျွန်တော်ပြန်မခိုင်းတော့ခေါ်ပြန်လာနာမည်oh my god ကျွန်တော်ဒူအသိမကောင်းပြရတယ်မကြီးဟာကျွန်တော်အကုန်လုံးခိုင်းတယ်ဒူဘက်မခိုင်းတာဗျာကျွန်တော်အကုန်လုံးခိုင်းပါတယ်ဗျာဒူဘက်မခိုင်းတော့တာမလို့ဗျာတက်ကြည့်လိုက်ခိုင်ဒီနေ့မှနားမပြုတ်တော့ဟာဆေးဗျာတော့ရိုင်းနိုင်သေးမဘာဆွဲလိုက်လဲပါပေါ့ဟုတ်တယ်အကူပါအကူဘာဆွဲလိုက်ဒါပဲတက်တာဗျာကိုကျေးဇူးတင်ဟာကျွန်တော်ဘောမှာတစ်ခါတဲ့ရတယ်လည်းပါလားအရင်ပြီးတစ်ခါမှမဖြစ်ဘူးဗျာဒီမှာဒီကကိုလေရက်ပေးတော့ပြန်ပြီးကောင်းသွားပြီဘောမှာတစ်ခါကျေးဇူးတင်ပါဗျာကျွန်တော်ဆောက်ရှောက်တဲ့အတွက်အားလုံးဒါကျွန်တော်တစ်ခါမှလည်းမဖြစ်ဘူးအဲ့လိုမျိုးမကြည့်ဗျာကိုမသိနဲ့ဘောမှာပထမဆုံးတက်ကြိုင်မယ်အဲ့လိုပြေကျွန်တော်တက်လာပြီရဲ့လားလေကျွန်တော်ကိုယ်ဆိုရောက်ပြီဟိုမှာကျွန်တော်စိတ်ကကျွန်တော်တို့လာတော့ဟဲ့နဲ့အပြန်နဲ့တော့မတူတော့ဘူးဗျာကျွန်တော်လာတော့အေးစစ်စစ်သားရရလေးပဲ9နာရီကျွန်တော်စောင့်ဝင်တယ်ဆန္ဒကြည်ကြော်လာကျွန်တော်ပြန်ထွက်လာတယ်အော်လမ်းကြီးမှာကျွန်တော်ထွက်လာရင်လည်းဆောင်ဟောတာ9နာရီရှင်းနေထွက်လာကျွန်တော်စထွက်တယ်ဆိုတော့4နာရီလောက်တော့
ကျွန်တော်ချိန်ပေးလိုက်ရဖြစ်ပါတယ်ကျွန်တော်နေထားတစ်ချက်ရှိုးလာနေထားတော့တာရမဟုတ်တော့ဗျအင်ဂျီကကြော့ဟုတ်ကဲ့ဗီဒီယိုလေးဆုံးသပြရစီနော်ကျွန်တော်ဒီနေ့ blog ကတော့ကျွန်တော်အရန်ကိုမှကျင်းနေမှုဖြစ်ပါတယ်ဒါပေမဲ့ဒီ blog မှာပေါ့နော်ကျွန်တော်အရန်ပင်ပန်းသွားတာဖြစ်တဲ့အတွက်လမ်းလျှောက်လို့မနိုင်ဘူးဖြစ်တာပေါ့နော်ကျွန်တော်နဲ့သွားတဲ့အကိုရညီတွေအကုန်လုံးကျွန်တော်ကိုညီပေးတဲ့ထွက်လဲကျွန်တော်အရန်ကျေးဇူးတင်ပါတယ်ဒီဗီဒီယိုနေပြီးတော့နောက်ထပ် blog မှာကျွန်တော်တို့ရေပြန်လိုက်ပြီးတော့ဆောင်းပေးကြမှာခင်ဗျာဆိုဒီ blog ကိုဆောင်းကြည့်ရှုပေးတဲ့အတွက်တော့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာဒါဒီ blog ကျတဲ့ဆိုရင် like and subscribe comment ရေးထားပေးခဲ့ပါနောက်ထပ်ဘယ်နေရာလေးကိုကျွန်တော်သွားသိချင်တာလဲကျွန်တော်လိုက်ပြပေးမယ်နော်ဒါ